ကဲဒီနေ့တော့ကချင်မလေးတွေရဲ့အသေးဆွဲတရေစာဆန်တော်ဖူးအတူလှုပ်ရှားကြမယ်နော်ဒါကတော့ထုံးပါထုံးတုံးတဲ့ချိန်မှာကွင်းရမှာစားတဲ့ထုံးတုံးတော့ဘယ်ဟာဖြစ်ဖြစ်အဲ့ဒါကပို့ပြီးတော့တန့်တယ်ထုံးကိုရေနဲ့ဖြော်ပြီးတော့ဆန်တော်ဖူးချက်မဲ့ရေထဲမှာရောထားပေးလိုက်မယ်နော်ပြီးတော့အရေးကြီးတာကဆန်တော်ဖူးကြုံမယ်ဆိုတဲ့အချိန်မှာအမြဲတမ်းအချိုးမှန်ဖို့အတွက်ချိန်ပေးပါနော်နင်တို့ကအဲ့ဒီဆန်တော်ဖူးကိုဒီစလုံးထဲမှာနှထုတ်ထဲတဲ့ချိန်မှာအခုလိုရေအနေထားမျိုးပေါ့ကွက်တီလေးအပြည့်ရတယ်တစ်ခွက်ရတယ်အဲ့ဒါကြောင့်မလို့ရေကိုလည်းအဲ့ဒီအချိန်စတစ်ခွက်ထည့်လိုက်တယ်ပြီးတော့ဆန်နဲ့ရေနဲ့တမအောင်မွင်ပေးလိုက်တယ်ဆန်အချိုးစားနဲ့ရေအချိုးစားကိုတော့တဆခွဲထည့်တယ်ခုနကစလုံးအပြည့်ကိုတဆကိုဆန်နဲ့ရောပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုရေကိုစလုံးတစ်ဝက်လောက်ကိုဆန်တော်ဖူးချက်တဲ့အိုးထဲမှာထည့်ပြီးတော့အရင်ကြိုထားလိုက်မယ်နော်ဒီတုပ်ကတော့ကျမအတွက်ရွှေတူးတဲ့တုပ်ပါဒါကြောင့်လဲဆိုတော့ဆန်တော်ဖူးကြိုတဲ့အချိန်မှာဒီလိုတုပ်ချောင်းပုံစံနဲ့ကြိုတဲ့အချိန်မှာအရင်အဆင်ပြေတယ်ဆန်တော်ဖူးမကြိုခင်အမြဲတမ်းရေနွေးအိုးတည်ထားပါနော်ဆန်မုတ်ဖြော်ထဲမှာစားနည်းနည်းထည့်ဖို့လည်းမမေ့နဲ့နော်ပုံမှန်ဆိုရင်တော့ရေကိုတချိုးခွဲဆိုရင်အဆင်ပြေတယ်ဒါပေမဲ့တခါလေကျတော့ကောက်တစ်ထွက်တဲ့ဆန်ကြတော့နည်းနည်းပြုတ်တက်ပြီးတော့ဆန်ဟောင်းကြရင်တော့နည်းနည်းမာတက်တယ်အဲ့ဒါကြောင့်မလို့ရေနွေးကိုအပိုအမြဲတမ်းကြိုထားပါနော်အခုလိုဘာမှကြိုပြောလို့မရတဲ့ခေတ်ကြီးမှာတော့ဆန်တော်ဖူးအပြော့မှာတော့ဘယ်လိုလုပ်ပြီးပြောလို့ရမှာလဲနော်ကြိုဖို့အတွက်အင်အားတွေမွေးကြရအောင်နော်ဒါကြောင့်လဲဆိုတော့ကဆန်တော်ဖူးကြိုပြီးဆိုရင်အားလုံးအကြောက်ဆုံးတော့မွေရတာဖြစ်ပါတယ်ခုနကနေရတဲ့အတိုင်းရေနွေးအိုးတဝက်ကြိုထားတဲ့ထဲမှာဆန်မုတ်ဖြော်ထားတဲ့ဟာရောထည့်ပြီးတော့ non stop မွေရပါတယ်နော်နည်းနည်းလေးနားလိုက်တာနဲ့မာသွားတတ်တယ်လုံးသွားတတ်တယ်ဒါကြောင့်မလို့ဆန်တော်ဖူးကိုအဆက်မပြတ်မွေဖို့ကအရေးကြီးပါတယ်ဆန်တော်ဖူးဒီလိုမွေတဲ့အချိန်မှာလေသူကရေအများကြီးမထည့်တဲ့အတွက်ကြောင့်မလို့ထုံးလာတတ်တယ်ဒါပေမဲ့ဒီလိုမာတဲ့အချိန်မှာအားရပါရအားရှိသလောက်အကုန်မွေပါနော်ပြဿနာပေါင်းတစ်ထောင်တာမမွေနဲ့ဒါပေမဲ့ဆန်တော်ဖူးကတော့အဆက်မပြတ်မွေထားပေးပါကျမအထင်ကတော့ဆန်တော်ဖူးကြုံမားတဲ့အချိန်ကအခုလိုဒီအနေထားလို့ထင်ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီလိုချိန်မှာအယမ်းမာတယ်မွေရခက်တဲ့ချိန်ကြရင်တော့တငယ်ချင်းတွေကဟာအယမ်းမာရတယ်ရေနည်းနည်းလိုသေးတယ်နဲ့တူတယ်ဆိုတော့စိတ်လေးဝင်လာပြီးတော့ရေထည့်တတ်ပါတယ်နော်။ဒီလိုအချိန်မှာမတောင်းနဲ့အခုလိုမွေရခက်တဲ့အချိန်မှာရေလုံးဝမထည့်ပါနဲ့။မီးအေးလေးနဲ့ဒီလိုတဖြည်းဖြည်းချင်းမွေပေးပါဒီလိုအချိန်မှာရေထည့်လိုက်တဲ့အချိန်ကျရင်တော့တကယ်တမ်းဆန်ကျက်တဲ့အချိန်ကျရင်ပျော့သွားတတ်ပါတယ်အခုလိုမျိုးတကယ်လို့ကိုကလုံးဝမမွေနိုင်တော့ဘူးဆိုရင်မီးအေးလေးနဲ့အဖုံးလေးဖုံးထားပေးလိုက်ပြီးတော့ပြန်မွေမယ်အဲ့ဒါလုံးမီးအေးလေးနဲ့အဖုံးမယ်ပြန်မွေမယ်အဖုံးပေးထားမယ်10မိနစ်လောက်အဖုံးထားပေးမယ်ပြန်မွေမယ်အဲ့လို4-5 ခါလောက်လှုပ်တဲ့ချိန်ကျရင်ဆန်ကချက်လာပြီးတော့ပျော့လာပါလိမ့်မယ်ဒီလိုအချိန်အကြာကြီးမီးအိုးထဲမှာတည်ထားရတဲ့အတွက်ကြောင့်မလို့ဆန်တော်ဖူးကြိုဖို့အတွက်အိုးရွေးတဲ့အချိန်မှာအိုးထူပြီးတော့ non stick ဖြစ်တဲ့မကတ်တဲ့အိုးမျိုးကိုရွေးချယ်တင်ပါတယ်ဆန်တော်ဖူးကြိုတဲ့အချိန်ကျရင်တော့မွေရတာမောတယ်ဒါပေမဲ့ပျော်တယ်ရင်လဲခုန်တယ်ဘာကြောင့်လဲဆိုတော့ကိုကတွက်ချက်ထားလို့လေးတစ်ခါလေးကျရင်တော့ထွက်မလာတတ်ဘူးကိုနာမည်ကျရင်တော့ဆန်တော်ဖူး wonderful မမဟုတ်တယ်မလားတငယ်ချင်းတွေလာလေပြီဆိုတော့ဟေးနင်တို့ရေဆန်တော်ဖူးလေးချက်ကြွေးပါအောင်တငယ်ချင်းတွေလာပြီဆိုတော့ကိုကဆန်တော်ဖူး wonderful အစွမ်းပြတော့မယ်ဆိုပြီးချက်လိုက်တခါလေးပြော့တယ်တခါတည်းကြရင်တော့မချက်ဘူးအဲ့လိုဖြစ်တတ်တယ်နော်အစွမ်းပြမယ်ဆိုတဲ့အချိန်ကျမှအမြဲတမ်းမျက်နာမြခြေတော့ရဖြစ်တတ်ပါတယ်ကဲတငယ်ချင်းတွေလည်းမလိမ်နဲ့နော်အဲ့လိုဘယ်နှခါကြုံဘူးလဲဆိုတာအဲ့လိုမဖြစ်အောင်အခုတေချာယူဆိုင်ပါကဲဟာတာလေးပြောရင်းနဲ့ဆန်တော်ဖူးလေးကျက်လာပါပြီဒီလိုပဲစိတ်ရှည်လက်ရှည်အဖုံးလိုက်10မိနစ်2မိနစ်နှက်ထားလိုက်ပြန်မွေပေးလိုက်10မိနစ်2မိနစ်ထပ်နှက်လိုက်ပြန်မွေလိုက်နဲ့ဒီဆန်တော်ဖူးအသားလေးလှလာပါပြီကြီးလိုက်တာနဲ့ကတော့စားချင်စပွဲဖြစ်နေပြီနော်
ဒါပေမဲ့အရေးကြီးတာကဒီအချိန်မျိုးမှာလုံးဝမချလိုက်ပါနဲ့ဒီလိုအချိန်မှာမချဘဲနဲ့ထပ်ပြီးတော့10မိနစ်လောက်နှက်ထားပေးပါစန်တာကျက်သွားတဲ့အချိန်ကျရင်ပိုးပြီးတော့အရသာရှိတယ်ကျက်ဥခွန်ကိုအဖြူရောင်အရသာလေးရပါတယ်ကဲစံတော်ဖူးလေးချက်ခါနေပြီဆိုတော့ဝမ်းတော်ဖူးစဖို့အတွက်ဒီဘက်အိုးတဲထားတော့မှစံတော်ဖူးကိုခွက်တွေထဲမှာလဲထားလိုက်ပါမယ်စံတော်ဖူးပုံစံလေးတွေလာဖို့အတွက်ထဲတဲ့အချိန်မှာခွက်သေးလေးတွေမှာထည့်ပါခွက်အကြီးမှာဆိုရင်အတုံးလိုက်ဖြစ်တော့ကြီးရတာမလှဘူးပေါ့ဒီလိုအတုံးလေးတွေဆိုတော့ကိုခွဲစားတဲ့အချိန်မှာလဲချစ်စရာကောင်းတယ်လေနော်ဘာကြောင့်မလို့ဒီလောက်ခက်ပြီးမောအောင်ချက်မှစားရတဲ့စံတော်ဖူးဝမ်းတော်ဖူးကိုစားရတယ်လေဆိုရင်တော့အရန်ကြိုက်လို့ပါစံတော်ဖူးဝမ်းတော်ဖူးကိုကြိုက်တဲ့ချစ်မမတွေကလေစံတော်ဖူးဝမ်းတော်ဖူးမစားတဲ့အမတွေတက်ဆိုရင်ပို့ပြီးတော့ချောတယ်တီလာမလို့လေကျမတို့ကကြည်တာစံတော်ဖူးဝမ်းတော်ဖူးများစားတယ်ဆိုတော့အဖြေကတော့ရှင်းနေတာပဲเนาะတကယ်လို့ကိုယ့်ရဲ့ချစ်သူကောင်းလေးဒါမှမဟုတ်အမျိုးသားတွေကိုချက်ကျွေးတယ်ဆိုရင်တော့စားနည်းနည်းများလိုတာထက်ပို့ပြီးတော့ထည့်ပေးလိုက်ပါအကြောင်းရင်းကတော့စားများစားရင်ရင်ပါပြီးတော့လိမ်မာလာလို့ပါရွာမှာဆိုရင်နွားပေါက်ကလေးတွေကိုလိမ်မာခိုင်းစေချင်တယ်စကားနားထောင်ချင်တယ်ဆိုရင်တော့စားရည်တိုက်ရတာမဟုတ်လားပျော်ပြက်နဲ့နောက်တာပါနော်ဒီဗီဒီယိုလေးမှာကလေတူချာချာလေးတစ်ခုလုပ်ရအောင်နော်အဲ့ဒါကတော့ကိုယ့်ရဲ့တငယ်ချင်းတယောက်ယောက်ကို mention ခေါ်ပေးပါဘယ်လိုတငယ်ချင်းမျိုးကိုခေါ်မလဲဆိုရင်အစားအသောက်တစ်ခုခုဝိုင်းချက်စားတော့မယ်ဆိုရင်ဘယ်တော့မှမကူဘဲနဲ့ချက်တဲ့အချိန်ကြာမှရောက်လာတတ်ပြီးတော့အားရပါရစားပြီးပကန်းတော့မစီဘဲနဲ့ကိုယ့်ကိုဒုက္ခပေးသွားတဲ့တငယ်ချင်းမျိုးကို mention ခေါ်ပေးပါနော်ဒီဗီဒီယိုလေးမှာအခုမင်းကတော့တယောက်ကို mention ခေါ်လိုက်မယ်ခုနကဗီဒီယိုအဆုံးမှာအားရပါရစားနေတဲ့တကယ်ချင်းတယောက်ကတော့အစားတော့ချက်နေဆိုရင်ဘယ်တော့မှမချက်ပါဘူးချက်ပြီးတဲ့ချိန်မှာတွေ့လာအားရပါရလာစားနေတာပါဒီတကယ်ချင်းတယောက်ကိုနောက်တစ်ခါကျရင်မခေါ်ပါနဲ့နော်